လီယိုနယ်မက်ဆီရဲ့6ချိန်မြောက်ဘောလုံးတရော်ဆူရတဲ့အချိန်အားလုံးပဲမင်္ဂလာပါခင်ဗျာခရတ်တက်ပါမီကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် The Ballon d'Or France Football 2019 is Mr. Lionel Messi. 2019ခုနှစ်ဒီဇင်ဘာမှာတော့လီယိုနယ်မက်ဆီကသူ့အတွက်6ချိန်မြောက်ဘောလုံးတရော်ဆူကိုထားရပြီးကမ္ဘာစာချီအသစ်တစ်ခုကိုတင်နိုင်ခဲ့ပါတယ်လီဗာပူးအသင်းရဲ့ဗာဒိုင်းနဲ့ဂျူပိုက်တာအသင်းကခရစ်စတီယာနိုတို့ကိုကြော်ဖြတ်ပြီးအကောင်းဆုံးကစားသမားဆုကိုရခဲ့တာဖြစ်ပါတယ်ဒီအောင်မြင်မှုကြောင့်ပဲသူဟာခရစ်စတီယာလွမ်တိုထက်သာသွားခဲ့တယ်လို့ဘောလုံးတရော်6ချိန်အထိရခဲ့တဲ့တအုပ်တဲသောကစားသမားဖြစ်ဘောလုံးသမိုင်းမှာစာချီတင်ထားပါတယ်ကျွန်တော်အပါအဝင်မာရာဒိုနာလိုကစားသမားမျိုးကျွန်တော်တို့ထားမမြင်နိုင်တော့ဘူးလို့အားလုံးကထင်ကြပါလိမ့်မယ်ဒါပေမဲ့တနင်္ဂနွေဒေသလီယိုနယ်မက်ဆီကပေါ်လာပြီးသူလိုပြခဲ့တာတွေတဲ့တောင်ပိုတဲ့အရာတွေကိုကာလာသိန်းနဲ့ပဲလိုပြနိုင်ခဲ့ပါတယ်ဆယ်စုနှစ်တခုခွဲစာလောက်ကိုအပတ်တိုင်းလီယိုနယ်မက်ဆီလိုပြနေတဲ့ဆွတ်ဆောင်ရည်မျိုးမာရာဒိုနာတောင်လိုပြနိုင်ဖို့အများမလွယ်ပါဘူးဒါပေမဲ့လီယိုနယ်မက်ဆီကအချိန်လိုပြနေပါတယ်လုံးဝကိုတည်ငြိမ်တဲ့ချိန်စွမ်းအော်လို့ဆရာအသင်းကိုပမာဏတွေကိုရာသီတိုင်းတရားသီတဲ့မဟုတ်ဘူးနော်ဘောလုံးရာသီတိုင်းလိုပြနေတဲ့အတွက်လီယိုနယ်မက်ဆီကမာရာဒိုနာရဲ့အထက်မှာတော့ရှိတယ်လို့ကျွန်တော်မြင်မိပါတယ်ပြောစရာတွေတော့ရှိနေဥမှာပါပဲသူကသူ့ရဲ့ဘောလုံးစွမ်းရည်ကြောင့်တာမကသူ့ရဲ့ brand တွေနဲ့လည်းတွဲမှုတွေကလည်းကြီးကျယ်လှပါတယ်ဒါကတော့လီယိုနယ်မက်ဆီရဲ့ဘဝစာကြောင့်အပိုင်းဆက်ရှိဖြစ်ပြီးအပိုင်းဆက်ကိုနောက်နေ့မှတင်ဆက်ပေးသွားမှာမို့လို့သဘောကျရင် like လေးနဲ့ share လေးပါနှိပ်ပေးတော့ဖို့တောက်ဆိုချင်ပါတယ်ခင်ဗျာ brother တို့က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ် TikTok ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကိုကြည့်နေတယ်ဆိုရင်ကျွန်တော်အတွက်လည်းဆိုတော့ like channel comment တခုခုဆင်ပေးတာလေးမှတ်ခဲ့ပေးဖို့တောက်ဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီပေးတော့လို့ရပါတယ်နောက်ပြီးဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးတော့မှာမို့လို့ subscribe လေးပါလုပ်ပေးတော့ဖို့တောက်ဆိုချင်ပါတယ်